တရုတ်ဘာသာစကားမှာ吃ဆိုတဲ့ဒီစကားလုံးလေးကိုအခြားစကားလုံးလေးနဲ့ပေါင်းပြီးတော့မှအဓိပ္ပာယ်မျိုးမျိုးဖြစ်သွားပြီးတော့မှစိတ်ဝင်စားစရာကောင်းတာကိုပုံလေးနဲ့လွယ်လွယ်ကူမြင်သာအောင်မျှဝေပြီးတော့မှဖြစ်ပါတယ်ပထမတစ်ပုံကတော့ကိုကသူများကိစ္စတွေကိုလိုက်စိတ်ဝင်စားတာဆက်စုတာတို့မဟုတ်လိုင်းပေါ်မှာပွဲတွေဖြစ်နေတာပွဲတွေလိုက်ကြည့်တဲ့အခြေအနေကို吃瓜吃瓜吃瓜နံပါတ်2ကတော့ကိုယ့်ရဲ့ချစ်သူတို့မဟုတ်ကိုယ့်ရဲ့ crush တယောက်ကကြတော့သူများနဲ့ပူပူတက်တက်နေတယ်ဆိုရင်ကိုကတဝင်းတိုးတာကို吃醋吃醋吃醋နံပါတ်3ကတော့ချစ်သူတွေချုံမြိန်နေတာရူနေတဲ့အချိန်မှာကိုကအရှိကနေမြင်နေရတယ်ဆိုရင်အဲ့အချိန်လေးကို吃狗粮吃狗粮吃狗粮နံပါတ်4ကကြတော့လစာထုတ်ပြီးတော့ပတ်စံတွေကိုအလွန်အကျွံသုံးပြီးတော့လကုန်တဲ့အချိန်မှာပတ်စံမွေးရတဲ့အခြေအနေဖြစ်သွားတယ်ဆိုရင်เนาะအဲ့ဒီအခြေအနေကို吃土吃土吃土နံပါတ်5ကတော့ကိုယ့်ဘက်ကနစ်နာသွားတဲ့အခြေအနေကို吃亏吃亏吃亏နံပါတ်6ကတော့ရေပန်းစားတာအောင်မြင်တာသူ့ရဲ့အလုပ်ကအရန်ရေပန်းစားတယ်အရန်အောင်မြင်တယ်လစာအရန်ကောင်းတယ်အဲ့ဒါဆိုရင်吃香吃香吃香နံပါတ်9ကတော့ပင်ပန်းတာခံနိုင်တာကို吃苦吃苦吃苦နံပါတ်10ကတော့စားစရာအမျိုးမျိုးကိုစားရတာအရန်ကြိုက်တယ်အရန်ဝါသနာပါတဲ့သူတွေကို吃货吃货吃货ပြန်ပြီးလေ့ကြည့်ရအောင်吃瓜吃瓜吃醋吃醋吃狗粮吃狗粮吃土吃土吃亏吃亏吃香吃香吃苦吃苦吃货吃货